မြမသမိုင်းရဲ့မောင်ခိုနေတဲ့အလွာတစ်ခုကြောင်းပြောရမယ်ဆိုရင်တော့ကျွန်တော်တို့အားလုံးကြားဖူးနေကြပကံရားစွန်ရဲ့နောက်ွယ်ကတကယ်အမှန်တရားနဲ့အယီကြီးတို့ရဲ့လှူရွှတ်စမ်းကြယ်မှုတွေအကြောင်းကိုပြောပြချင်ပါတယ်။တို့အများစုကအယီကြီးတို့ဆိုတာအရက်တော့သားမယားဖြစ်မှာပြီးသာသနာကိုဖျက်ဆီးနေတဲ့လူဆိုးကြီးတွေလိုပဲတည်ထားကြတာပါ။ဒါပေမဲ့သမိုင်းကိုဒီထက်ပိုပြီးနက်နဲခွဲချမ်းစိတ်ဖလာကြည့်မယ်ဆိုရင်တော့ထူးဆန်းတဲ့အချက်လက်အသစ်တွေကိုတွေ့ရပါလိမ့်မယ်။တကယ်တော့အယီကြီးတို့ဆိုတာဗုဒ္ဓဘာသာရဲ့ဂိုင်းခွဲတစ်ခုဖြစ်တဲ့မဟာယာနတန်တရဗေဒမဟာယာနတန်ထရစ်ကျင့်စဉ်တွေကိုကျင့်ကြံထုတ်တယ်ဖြစ်ပြီးအဲ့ဒီခေတ်ကအင်မကန်အစွမ်းထက်တဲ့ပညာရှင်တွေဖြစ်ခဲ့ကြတာပါသူတို့ဟာစေဝါပညာနခတ္တဗေဒနဲ့လက်နက်ပုံအတတ်ပညာတွေမှာကျွမ်းကျင်ကြသလိုပကံဖီရဲ့နိုင်ငံရေးနဲ့စစ်ရေးကဏ္ဍတွေမှာအဓိကနေရာကနေပါဝင်ခဲ့ကြသူတွေပါဒါဆိုဘာလို့သမိုင်းမှာသူတို့ကိုလူဆိုးတဲ့အဖြစ်ပုံဖော်ခဲ့ကြတာလဲဒီနေရာမှာနိုင်ငံရေးလွှဲကွက်တစ်ခုရှိနေပါတယ်။အနော်ရထားနင်ကြီးကပကနိုင်ငံတော်ကိုစီးလုံးတဲ့အခါမှာတပီလုံးကိုတစ်ခုတည်းသောယုံကြည်ချက်အောင်မှစူးစီးဖို့လိုအပ်လာပါတယ်။အဲ့ဒီအချိန်မှာအင်အားကြီးလွန်းနေတဲ့အယီကြီးတို့ရဲ့တောစာလွှမ်းမိုးမှုကိုဖြိုခွင်းဖို့အတွက်ထေရဝါဒဗုဒ္ဓဘာသာကိုအစားထိုးပြီးသူတို့ကိုသာသနာရန်သူအထိသတ်မှတ်ခဲ့တာလို့သမိုင်းသူသေးတဲ့အချို့ကယူဆကြပါတယ်။ထူးဆန်းတာကအယီကြီးတွေဟာပကံကနေအပီးတိုင်ပျောက်ကွယ်သွားတာမဟုတ်ပါဘူး။သူတို့ရဲ့အတတ်ပညာတွေဖြစ်တဲ့အင်းအိုင်ခါလွယ်လက်ဖွဲ့နဲ့ဘေးဒင်းပညာတွေဟာဒီနေ့ခေတ်မြမလူနေမှုဘဝထဲမှာလောကီပညာအနေနဲ့အမြင့်တွယ်ကြံရစ်နေခဲ့တာဖြစ်ပါတယ်။ပကံခေတ်နိုင်ငံစည်းရေးပန်းချီတချို့မှာအယီကြီးတွေရဲ့ဝတ်စုံနဲ့ပုံသဏ္ဍာန်တွေကိုအခုထိတွေ့နိုင်သေးသလိုသူတို့ကျင့်ကြံခဲ့တဲ့လူရွှဲကူပရားတွေဟာလည်းပကံရဲ့လူသူမနီးတဲ့နေရာတွေမှာရှိနေစေပါတယ်။သမိုင်းဆိုတာအနိုင်ရသူတွေရေးခဲ့တဲ့မှတ်တမ်းဖြစ်နိုင်တယ်လို့အဲ့ဒီမှတ်တမ်းတွေရဲ့နောက်ွယ်မှာဖုံးကွယ်ထားတဲ့တကယ်အမှန်တရားတွေကကျွန်တော်တို့ကိုအမြဲတမ်းအံ့သောစေမှာပါ။တင်ကောဘယ်လိုထင်လဲ။အယီကြီးတွေဟာတကယ်ပဲသာသနာဖြတ်တွေလား။ဒါမှမဟုတ်နိုင်ငံရေးအကွက်ချေခံလိုက်တဲ့ပညာရှင်တွေလား။ comment မှာဆွေးနွေးသွားကြပါဦး။